ငွေမားလွှဲတဲ့ပြဿနာမပြီးဆုံးသေးပေမဲ့နောက်ထပ်ပြဿနာတစ်ခုပေါ်လာတာကြောင့်တနိုင်ငံလုံးကအယုံကြည်ကင်းမဲ့သွားခဲ့ရတဲ့ခိုင်နှင်းဝေတရုတ်ဆောင်ခိုင်နှင်းဝေကတော့ငလင်ပေးပြီးအလူတွေကပြဿနာတွေတစ်ခုပြီးတစ်ခုတက်ကလူအများရဲ့အထင်မြင်သိမှုတွေကိုခံနေရသလိုအယုံကြည်ကင်းမဲ့မှုတွေလည်းရရှိနေကြတာပါငလင်တုံးကအလူငွေလှူဒန်းတာတွေမှာမမျှတတာတွေဖြစ်ပေါ်ခဲ့လို့ခိုင်နှင်းဝေရဲ့အကြောင်းရင်းမှန်တွေကိုထုတ်ဖော်ပြီးပရာဟိတဗန်းပြစားတဲ့မင်းသမီးဖြစ်နာမည်ကြီးခဲ့ရတာပါအရင်တစ်ချိန်ကဘာမှမရှိပဲပြေလည်ုံတသားရှိနေတဲ့ဘွားကနေပရာဟိတလှုပ်ဆောင်ချိန်မှာတိန်းတောင်းချီတိုက်ကြီးတွေနဲ့ branded ပစ္စည်းတွေဝတ်ဆင်လာနိုင်တာကြောင့်ခိုင်နှင်းဝေကတနိုင်ငံလုံးအတိုင်းအတာနဲ့ဝေဖန်ခံခဲ့ရပါတယ်ဒီပြဿနာတွေဖြစ်ပေါ်ခဲ့ပေမဲ့ခိုင်နှင်းဝေကိုယုံကြည်နေတဲ့သူတွေလည်းရှိနေသေးတာကြောင့်ခိုင်နှင်းဝေဖောင်ဒေးရှင်းကလည်းအရင်တိုင်းမဲ့အလူရှင်များစွာနဲ့ပုံမှန်ပြန်ပြီးတော့လဲပတ်နေကြတာပါဒါပေမဲ့ပြီးခဲ့တဲ့ရက်မှာပဲဒုတိယကြိမ်တနိုင်ငံလုံးတိုင်းသီးပြည်သီးအဆက်ကွဲခဲ့ရပါတယ်အားလုံးသိကြတဲ့အတိုင်းပဲခိုင်နှင်းဝေကသူ့စီငွေမှားလွှဲတဲ့330ကိုပြန်မပေးပဲရက်20တလနီးပါးကြာအောင်အချိန်ဆွဲနေတာကြောင့်တိုင်းသီးပြည်သီးအဆက်ကွဲပြီးဂုံတိတ်ခါတွေလည်းကျဆင်းနေကြတာပါအစာပိုင်းမှာတော့ငွေမှားလွှဲတဲ့အလူငွေတွေအကုန်လုံးလှူလိုက်ပြီးဆိုပြီးတော့ပြောခဲ့ပေမဲ့တနိုင်ငံလုံးကပြန်ပေးဖို့ဝိုင်းပြောလာတဲ့အခါမှာတော့ပြန်ပေးမယ်လို့ post တင်လာတာဖြစ်ပါတယ်။ဒါတော့မှအကောင့်ပိုင်ရှင်ကိုဝေသူကိုယ်တိုင်မြောက်ရီမဲဆောက်ဘဏ်မှာသွားထုံးမှပေးမယ်ဆိုပြီးတော့အရှိဆွဲဆက်နေကြတာပါ။ဒီပြဿနာတွေကအခုထက်ထိမပြီးဆုံးနိုင်ဖြစ်နေချိန်မှာခိုင်နှင်းဝေအနေနဲ့နောက်ထပ်ပြဿနာတစ်ခုကိုလည်းကြုံလိုက်ရပြန်တာပဲဖြစ်ပါတယ်။ပထမငွေမှားလွှဲတဲ့ကိစ္စမှာကခိုင်နှင်းဝေအလွန်လို့ယူဆထားကြတာကြောင့်သူ့ရဲ့ foundation မှာဘယ်တော့မှမလှူတော့ဘူးဆိုပြီးလူတော်များများကအယုံကြည်ကင်းမဲ့သွားကြတာပါအခုတစ်ခါမှာတော့ခိုင်နှင်းဝေနဘေးမှာရှိနေတဲ့ခိုင်နှင်းဝေရဲ့အမျိုးသားစုသူရဲ့ဆရာဆန်တဲ့အပြောဆိုတွေကြောင့်လူအများကလေးစားယုံကြည်မှုတွေပုံမပြီးတော့ကင်းမဲ့သွားခဲ့ပါတယ်တကယ်တော့ဒီပြဿနာကရေဘေးကလေးကမို့လို့ဖြစ်ပျက်ခဲ့တာကတော့အတော်ကြာနေခဲ့ပါပြီဖြစ်စဉ်ကတော့ခိုင်နှင်းဝေကမြစ်တာရှင်မာလေးပန်းလာရောင်ဆိုသူနဲ့ကြိုင်မျောဆရာတော်ဖျားကြီးရဲ့အကြောင်းမှာတွေးဆုံခဲ့စဉ်မှာဖြစ်ပျက်ခဲ့တာပါမြစ်တာရှင်မာလေးပန်းလာရောင်ဆိုသူကပထန်းဆက်တိုက်ဆက်တွေကိုဆက်နွယ်ပတ်သက်နေသူဖြစ်လို့ခိုင်နှင်းဝေကပထန်းဆက်တိုက်ဆက်တွေနဲ့ဆရာတော်ကြီးစီမှာသူ့ရဲ့လက်ကိုကိုင်းစေပြီးလက်အုပ်ချပြီးတော့ဆူတောင်းပေးစေခဲ့တာပါဒါကိုမြစ်တာရှင်မာလေးပန်းလာရောင်က TikTok မှာတင်ခဲ့ပြီးဆူတောင်းပေးနေတဲ့အတန်တွေလည်းမဖြတ်ဖြစ်ပဲနဲ့ထားခဲ့တာဖြစ်ပါတယ်ဗီဒီယိုထဲမှာပါနေတဲ့ဆူတောင်းတန်ကမြန်မာမှသာမကပဲကမ္ဘာကျော်အောင်ခိုင်နှင်းဝေကဆူတောင်းနေတဲ့အတန်ဖြစ်တာကြောင့်ပရိသတ်တွေကလည်းဝေဖန်ခဲ့ကြပါတယ်ဒါကိုခိုင်နှင်းဝေအမျိုးသားကမကျင်တတ်တာကြောင့်မြစ်တာရှင်မာလေးပန်းလာရောင်ကိုဖုန်းဆက်ပြီးတော့ရိုင်းဆိုင်ဆဲဆိုတဲ့စကားတွေကိုပြောဆိုလာခဲ့တာပါတရားစွဲဖို့လည်းပြောခဲ့ပြီးမကြောင်းဝင်းမနာတာစကားတွေသာတရက်ဆက်ပြောသွားခဲ့တာပါဒါပေမဲ့မြစ်တာရှင်မာလေးပန်းလာရောင်ကတော့နာမည်နဲ့လိုက်အောင်မြစ်တာရှေထားကဘာမှတော့မတုံ့ပြန်ခဲ့ပါဘူးဒါတွေကဖြစ်တာကြပြီဆိုပေမဲ့မြစ်တာရှင်မာလေးပန်းလာရောင်ကအခုဖြစ်ပေါ်နေတဲ့ငွေမှားလွှဲတဲ့ကိစ္စနဲ့ဆက်ဆက်ပြီးတော့ပြန်လည်အစားဖော်ထုတ်ခဲ့တာဖြစ်ပါတယ်ငွေမှားလွှဲတဲ့ကိစ္စမှာလည်းငွေမှားလွှဲခဲ့တဲ့အမျိုးသမီးကိုခိုင်နှင်းဝေဖောင်ဒေးရှင်းကဝန်ထမ်းတွေကမချင်မငံပြောဆိုဆက်ဆံတာတွေရှိခဲ့တာပါဒါကိုခိုင်နှင်းဝေပေါ်မှာအခိုင်အမာယုံကြည်နေတဲ့သူတွေကငွေမှားလွှဲသူမရှားထက်နွယ်ကလှုပ်ကြံပြောဆိုတဲ့ထင်တာကြောင့်မြစ်တာရှင်မာလေးပန်းလာရောင်ကမရှားထက်နွယ်ပြောတာတွေမှန်ကန်ကြောင်းသူ့ရဲ့ကိုယ်ရေးဖြစ်ရပ်ကိုထုတ်ဖော်ပြောဆိုပြီးထောက်ခံလာခဲ့တာဖြစ်ပါတယ်ခိုင်နှင်းဝေကသာမင်းသမီးဆိုတဲ့ဂုဏ်သိက္ခာနဲ့ရိုင်းဆိုင်ပြောဆိုတာတွေမရှိပေမဲ့သူ့ရဲ့ဘေးမှာရှိနေတဲ့အမျိုးသားဆိုသူကတော့အတော့ကိုမှရိုင်းဆိုင်ကြောင်းမြစ်တာရှင်မာလေးပန်းလာရောင်ကတပ်တည်နဲ့တကွချပြလာခဲ့တာပါမြစ်တာရှင်မာလေးပန်းလာရောင်ကအခုလိုမျိုးဒီပြဿနာတွေဖော်ထုတ်လာရတာကခိုင်နှင်းဝေရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေချင်လို့မဟုတ်ပဲခိုင်နှင်းဝေဘေးမှာပရာဟိတလုပ်ငန်းတွေတော့မသိတော်တဲ့သူတွေရှိနေတာကိုသိစေချင်လို့ဖော်ထုတ်ခဲ့တာပါဒါအပြင်မရှားထက်နွယ်ပြောတာလဲမှန်ကန်ကြောင်းတပ်တည်ထူးကျင်တာဖြစ်လို့အခုလိုမျိုးထုတ်ပြောရတာလည်းဖြစ်ပါတယ်ပန်းလာရောင်အနေနဲ့ခိုင်နှင်းဝေကိုလေးစားချစ်ခင်တဲ့အမာခံပရိသတ်တယောက်ဖြစ်တာကြောင့်ဂုဏ်သိက္ခာကျဆင်းစေချင်တဲ့စိတ်မရှိဘူးဆိုပေမဲ့သူရဲ့လုပ်ရကြောင်းခိုင်နှင်းဝေကတော့လူတွေရဲ့အယုံကြည်ကင်းမဲ့ခြင်းကိုပုံမပြီးတော့ရရှိလာခဲ့ပါတယ်ငကိုကလေးကငွေမားလွှဲတဲ့ကိစ္စနဲ့ခိုင်နှင်းဝေဖောင်ဒေးရှင်းကိုမလူကျင်တော့သူတွေရောလှူမိတာနောင်နာရသူတွေရောမလူမိတာကိုပဲဝမ်းသာနေကြတာတွေရောစားသဖြင့်အမျိုးမျိုးဝေဖန်နေကြတာပါဒါကြောင့်အခုလိုပန်းလာရောင်ဖော်ထုတ်လာချိန်မှာအခြေအနေတွေကပိုဆိုးရွားသွားပြီးဂုဏ်သိက္ခာတွေလည်းအတော်ကိုမှထိခိုက်သွားခဲ့တာပါပရာဟိတဖောင်ဒေးရှင်းကိုဦးစီးနေသူတွေဖြစ်ပြီးအတော်ကိုမှအပြောဆိုရိုင်းဆိုင်လို့ပရာဟိတမလုပ်ပဲငစိမ့်နဲ့လှုပ်တဲ့လူတော်ပြောနေကြတာပါဒါအပြင်အရင်ပြဿနာတွေဖြစ်တဲ့
ပရာဟိတဗန်းပြစားနေတဲ့မင်းသမီးဆိုတာတွေလည်းပြန်ပေါ်လာပြီးတော့ဝေဖန်မှုတွေကမြင့်တက်နေတာပါကလေးငယ်တွေကိုခုတုံးလုပ်ပြီးစီးပွားရှာနေတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့သမုံလာခဲ့ကြတာပါအများစုကတော့ခန္ဒီဝေကိုအမြင်မကြည့်တော့ပေမဲ့တချို့ကတော့ခန္ဒီဝေကူညီပေးခဲ့တာတွေကိုထောက်ပြီးတော့နားလည်ပေးနေကြဆဲပါမြေတားရှိမလေးပန်းလာရောင်ကိုသာပြဿနာတွေဖြစ်နေချိန်မှအရင်အကြောင်းတွေကိုဖော်ထုတ်လို့ရင်းနှီးသူဝါကူထိုးရလားဆိုပြီးတော့ဝေဖန်ကြသူတွေလည်းရှိနေကြတာပါခန္ဒီဝေကိုပြဿနာတွေတစ်ခုပြီးတစ်ခုဖော်ထုတ်လာတာကခန္ဒီဝေဖောင်ဒေးရှင်းကိုပြုတ်ကွဲစေခြင်းလို့ထိုးနှက်ကြတာလားစတဲ့ထင်ကြီးအမျိုးမျိုးနဲ့ဒီပြဿနာတွေပုံမှာပြောဆိုနေကြတာဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့ပရိသတ်တို့ရောပရာဟိတမင်းသမီးကြီးခန္ဒီဝေရဲ့အရှုပ်ထုတ်တွေပေါ်ဘယ်လိုမျိုးထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါဦးနော်